မိမများနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမသိရလားပြောများလိုက်လို့စင်တင်နေပြီးမိရဲ့ဘက်ကတွေ့လားရောသိများတဲ့မိမမျိုးနဲ့သွားပြီးတော့မှခက်မှာငါရတွေဟာတောင်းပုံနေတဲ့တာကုန်နေသိရလားဘူးကဲလို့မင်းသိအောင်ငါပြောပြမယ်မင်းရဲ့စိတ်ကဆုံးပြပြီးတော့သွားလိုက်လို့လေစဉ်းစားလို့မင်းသူ့ကိုသွားချစ်ကြည့်လေငါထင်နေပါရဲ့ရုပ်လေးနဲ့သူဟာသက်ခွက်နေဒါဆိုငါဘယ်လိုလုံးမလဲစဉ်းစားကြည့်ဒီလိုကြာကြာနေရင်ဖြစ်မလားစဉ်းစားကြည့်နေတိုင်းမချစ်ချစ်သွားရခဲ့တဲ့စဉ်းစားကြည့်ဒီချိန်မှညင်နေတာကောင်းမလားစဉ်းစားကြည့်သူပြုံးလေးများကမာယာတွေလားစဉ်းစားကြည့်ဒါဆိုရင်ဘာချင်လဲစဉ်းစားကြည့်ဆွဲလို့ယူသွားလို့တော့စဉ်းစားကြည့်ညင်တဲ့ဘယ်သူကရှုံးမလဲဆုံးဖြတ်ခဲ့နေပါလေဘလို့သွားတွေ့ဖို့တမ်းမကြတဲ့မိန်းကလေးကိုစိတ်ကတော့ထင်တဲ့သူလေးပဲလို့ဟိုနေကတော့ပြုံးပြသလိုငါဘယ်လိုစားပြူဖို့စိတ်ကခက်ခက်တွေ့ရပြီသူမြင်အောင်ရှေ့ရွယ်ကြည့်တော့မင်း